it's nice that we share the same sky. What do you mean? Well, like, sometimes at playtime, I look up to the sky, and if I can see the sun, then I think about the fact that we can both see the sun, so even though we're not actually in the same place and we're not actually together, we kind of are in a way, you know? အားလုံးပဲမင်္ဂလာပါရှင်ရှင်းရ Globe Page ကနေပြန်နေကြဆိုလိုက်ပါတယ်အခုတော့ယူကလောရောက်နေရဒုတိယမြောက်ရက်ပါအိုးစီတောင်မှာဒီနေထွက်တဲ့အချိန်ဆိုရင်အရန်လာရဆိုလို့ယူကဒီနေ့တော့ morning person မဟုတ်ပေမဲ့စောစောထားပြီးတော့နေထွက်ချိန်တွားကြည့်မှာပါယူနဲ့တူတူနေထွက်ချိန်ဘယ်လောက်လာလဲဆိုတော့လိုက်ကြည့်ပြပါအောင်နော်စီတောင်ကအရင်လည်းမမြင်တော့တက်ရတာအဆင်ပြေပါတယ်ကိုကားနဲ့ကိုလည်းအလွယ်တကူသွားလို့ရတယ်တချို့ရက်ဒီမှာဆိုရင်တိမ်ပင်လည်းမြင်ရတယ်လို့ပြောတယ်ယူရိုဒီနေ့သွားတော့အများကြီးတော့မရှိဘူးဘာလို့ဆိုမိုးရိပ်တွေမြင်နေလို့ပေါ့နော်အဲ့ဒါကြောင့်မို့လို့တိမ်ပင်လည်းတော့အများကြီးမတွေ့ခဲ့ဘူးဒါပေမဲ့နေထွက်ချိန်ကအရင်လာပါတယ်ယူရိုတောင်ပေါ်ရောက်တာနဲ့နေထွက်ချိန်ကြီးမဲ့နေရာလေးရှိရေပေါ့နော်လမ်းလေးတော့နည်းနည်းရှောက်ရပါတယ်အများကြီးမဟုတ်ပါဘူးလူတွေကလည်းအများကြီးပဲလာကြည့်ရလူပေါ့နော်ကလောမှာဒီတောင်ကကြည့်လို့အလွယ်ဆုံးဖြစ်နေရလဲပါမယ်ထင်တယ်ဟိုရှင်နာကြရင်တော့နေထွက်ချိန်ကြည့်လို့ရပါပြီသိမ့်ပင်လေးဆိုလဲအိုင်နာအရန်လာရပြောရဲအဲ့တော့လာကြည့်ကြအောင်နော်家几块。